ကျွန်တော်ပင်လယ်ထဲထွက်လိုက်တိုင်းအောက်ကတော်ဝင်ကနန်းတွေကကျွန်တော်လေပေါ်ကိုအလိုလိုခုန်တက်လာကြတော့တာပါပဲအဲ့ဒါကြောင့်လဲကျွန်တော်ရဲ့ငယ်တငယ်ချင်းကို9တန်းနီးပါးလောက်ရှာပေးနိုင်ခဲ့တာပေါ့သူကကျွန်တော်ကိုဝေစုကောင်းကောင်းပေးလိုက်မယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်ပေါ်ကြောခိုင်းသွားလိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူးသူကကျွန်တော်ကို1000ပဲပေးပြီးတော့နောက်လဲပြီးစိန်ခံအဝေးပြေးငါးဖမ်းတင်မောအကြီးစားတစ်စီးကို12တန်းကုန်ခံပြီးဝယ်လိုက်ပါတယ်နောက်ပြီးတော့သူကနောက်ဆိုရင်ကနန်းဖမ်းတဲ့အလုပ်ကိုအလိုလျောက်စနစ်နဲ့အပြည့်အဝလုပ်တော့မှဖြစ်လို့ကျွန်တော်ကိုမလိုတော့ဘူးလို့တောင်ကြွားလုံးထုတ်ခဲ့ပါသေးတယ်သူ့ရဲ့တငယ်ချင်းဆိုတဲ့လူကိုပေါ့ကျွန်တော်ညှင်းခုန်မနေခဲ့တယ်လို့ပြဿနာလည်းမရှာခဲ့ပါဘူးကျွန်တော်နောက်လဲပြီးဖုန်းတစ်ချက်ပဲဆက်လိုက်ပါတယ်ဟဲလို့အကိုဟန်လားအိုဖះရီမင်းကတော့ယူနေတဲ့ကောင်လေးပဲဟာမင်းနောက်ဆုံးတော့မင်းရဲ့အကူဟောင်းကိုတတိယလာပြီပေါ့အဲ့ဒါနဲ့ဘာကိစ္စရှိလို့လဲဆန်ဟိုက်ချမ်းရဲ့လှေကကုန်ချဖို့ပြန်လာနေပြီးဒီတစ်ခေါက်သူ့လေပေါ်မှာလက်ဆက်တဲ့ပင်လယ်စာကောင်းစားတွေပါလာသေးလားကျွန်တော်အတွက်တတုပ်အရင်ဖယ်ထားပေးဦးအကူဟန်ကျွန်တော်ဆန်ဟိုက်ချမ်းရဲ့လှေပေါ်မှာအလုံးမလုပ်တော့ဘူးကျွန်တော်ကိုပိုင်လေးတစ်စီးဝယ်တော့မလို့အကူဟန်ကျွန်တော်အကြီးကျယ်တစ်ချက်ထဲနဲ့ပွားသွားအောင်အဲ့ဒီနေရာကိုသွားတော့မလို့အကူဖုန်းမင်းပြောနေတဲ့အဲ့ဒီနေရာဆိုတာမင်းပြောတာမြောက်ဖက်ကရေတာတောင်အလုံးမလုပ်တော့တဲ့တေမင်းတမန်ရေခဲရေစီးကြောင်းစုံကိုပြောတာတော့မဟုတ်ပါဘူးနော်မင်းယူနေတာလားအဲ့ဒီနေရာကကွယ်နေတဲ့ကြောက်ဆောင်တွေနဲ့ပြည့်နေတာကျွန်တော်တို့လောကကလူတွေကအဲ့ဒီနေရာကိုတင်းချိုင်းလို့ခေါ်ကြတယ်ကွက်တီပဲအကူဟန်ချမ်းသာတဲ့လူတွေကပင်လယ်စာမရှားပါဘူးသူတို့စီမှာမရှိတာကလုံးဝအဆင့်မြင့်ဆုံးပစ္စည်းတွေပဲအဲ့ဒီနေရာမှာပိုက်ချဖို့ဘယ်သူမှမရဲကြတာ88နှစ်ရှိပြီအဲ့ဒီအောက်ကတော်ဝင်ကနန်းတွေကိုတဘာဝအတိုင်းပဲကြီးပွားအောင်ပစ်ထားခဲ့ကြတာသူတို့တွေဘယ်လောက်တောင်ကြောက်ဖို့ကောင်းအောင်ကြီးထွားလာလဲဆိုတာဘယ်သူမှမသိကြဘူးအကူဖုန်းလားကျွန်တော်သိပါတယ်ဆန်ဟိုက်ချမ်းနဲ့အဲ့ဒီကောင်စုပ်ကမင်းကိုအကြီးကျယ်နှိပ်စက်သွားတာလေဒီကိစ္စကတော့ဒါပေမဲ့ဒီကိစ္စကတော့အကူဟန်ကျွန်တော်စကားကိုဆုံးအောင်နားထောင်ပါဦးအဲ့ဒီတုန်းကစိတ်ခံတရားကဒေတာခံလူမိုက်တွေအကူရဲ့အဆင့်မြင့်ကုန်ပစ္စည်းကား30ကျော်ကိုတိမ့်လိုက်တုန်းကကျွန်တော်သာအဲ့ဒီမုံတိုင်းကိုအမှုမထားပဲကျုံးကိုသွားပြီးအကူအတွက်လူချင်းချိတ်ဆက်မပေးခဲ့ရင်အကူရဲ့အေးကန်းလုပ်ငန်းစုကြီးကလမ်းခုလက်မှာတင်ပျက်စီးသွားလောက်ပါပြီအဲ့ဒီကိစ္စလားကောင်းပြီအကူဖုန်းမင်းကအဲ့ဒီလိုပြောမှတော့ကျွန်တော်မှရှိသမျှအကုန်ရောင်းရရင်တော့မင်းကိုကူညီပေးမှာပါမင်းဘလောက်လိုလဲတာပြောကျွန်တော်လေကောင်းစားကြီးလဲမလိုဘူးအကြီးကြီးလဲမလိုပါဘူးစိတ်ကန်းအဆုံးနားမှာပြုပြင်ရေးကွင်းကိုပေါင်ထားတဲ့စွန့်ပစ်ထားတဲ့ငါးဖမ်းလေအဟောင်းတစ်စီးရှိတယ်တင်မောချင်းကလူတွေထွက်ပြေးသွားကြပြီးအဲ့ဒီလေကပျက်စီးနေနိုင်ပေမဲ့သူ့ရဲ့ကိုယ်တွေကရေထဲအကွဲတာကိုခံနိုင်ရရှိအောင်လုပ်ထားတဲ့ Soviet steel နဲ့စောက်ထားတာအဲ့ဒါကိုလွှဲယူဖို့ကျွန်တော်ငွေ3သိန်းလိုတယ်အဲ့ဒါကိုတညာလေးနဲ့ပြန်ပြင်ဖို့ကပြဿနာမရှိပါဘူးမင်းရဲ့ဖမ်းမိတဲ့ပစ္စည်းတွေ3ရက်အတွင်းကမ်းပေါ်ရောက်လာသေးပြီးတော့ငွေကနာရီဝက်အတွင်းမင်းရဲ့အကောင့်ထဲရောက်လာလိမ့်မယ်စိတ်ကန်းကတထေးကြီးတွေအားလုံးမင်းကိုပတ်စံလာပေးဖို့တန်းစီဆောင်နေစေရမယ်သဘောတူပြီးဖုန်းချပြီးနောက်ကျွန်တော်ကော်လာကိုတင်းဆွဲစီပြီးတင်မောတင်ချိုင်းလိုလူသိများတဲ့စိတ်ကန်းရဲ့အနက်ဆိုင်ဆုံးနေရာစီကိုရှောက်သွားခဲ့တဲ့ပင်လယ်လေကပိုပြင်းလာတယ်မိုးကောင်းကင်ကနေနှင်းမုန်လေးတွေကျလာတယ်ဒီအေးခဲနေတဲ့ပင်လယ်ပြင်ကြီးဟာပျက်စီးနေတဲ့လေတစ်စီးကြောင့်တုန်ခါသွားတော့မှဖြစ်ပြီးလူတိုင်းကိုထိတ်လန့်သွားစေမဲ့မုန်တိုင်းတစ်ခုဆင်းတော့မယ်ဆိုတာကျွန်တော်သိလိုက်တယ်ဆန်ဟိုက်ချမ်းချန်ရတိုင်းကွာမင်းတို့အိမ်မက်မက်နေတဲ့စီးစိမ်ဥစ္စာနဲ့ဂုံတီတွေကအောက်ခြေကိုထိုးဆင်းတော့မှာပါကဲဒါချင်းဖုန်းမဟုတ်ဘူးလားအထေးပံမတွေ့ရတာကြာပြီနော်ဒီငါးဖမ်းလေဘလစ်ဆက်ကျွန်တော်ယူမယ်8000ဆိုရပြီမလားအကိုဖုန်းမင်းနောက်တန်နေတာတော့မဟုတ်ပါဘူးနော်ဒီအမိုက်ပုံကြီးကရေခဲအကွဲတာကိုခံနိုင်တဲ့ကာဗွန်မြစ်စတီးကိုတဲ့နှစ်ထပ်ပါတာမှန်ပေမဲ့မလှုပ်ရှားတာ3နှစ်ရှိပြီပင်မဝင်ရိုးနဲ့ပက်ကင်စနစ်ကလုံးဝနာနေပြီးမင်းဒီရာကြီးကိုယူပြီးငါးဖမ်းမလို့လားဒါမှမဟုတ်ငါးစာကျွေးမလို့လားအင်ဂျင်လဲနေတဲ့အဆင်ပြေပါတယ်တခြားအရာတွေကိုစိတ်မပူနဲ့ကျွန်တော်မင်းကိုတရက်နဲ့တညချိန်ပေးမယ်ပင်မအင်ဂျင်ကစီပိုက်တွေကိုရှင်းလိုက်မြင်းကောင်ရီအမြင့်ဆုံးဝင်ချီဆက်ကိုလဲလိုက်ပြီးတော့ကုန်းဘက်ပေါ်ကတန်ချေးတက်နေတဲ့ဟိုက်ဒရိုလစ်ပူလီကိုပြင်လိုက်ဆွဲအားကအမြင့်ဆုံးဖြစ်နေရမယ်ကောင်းပါပြီအကိုဖုန်းစိတ်မပူပါနဲ့ကျွန်တော်အခုချက်ချင်းစလုပ်ပါမယ်အချိန်မီအစင်သစ်ဖြစ်စေရမယ်လို့ကျွန်တော်အာမခံတယ်ဘယ်သူမှမနာနဲ့ဂဟေစော်တဲ့မီးနဲ့ကလန်တွေကိုယူခဲ့ကြဘလစ်ဆက်လေပေါ်မှာအလုပ်ကြီးရှိတယ်အကိုဖုန်းကျွန်တော်တို့တကယ်ပဲအဲ့ဒီလမ်းကိုသွားကြတော့မလို့လားအဲ့ဒီကကြောက်ဆောင်တွေကခွေးသွားတွေထက်တောင်ပိုပြီးစိတ်နေတာရေလာရောက်သွားတာနဲ့တင်ကန်းသွားတော့တာပဲအဲ့ဒီကိုသွားတဲ့လှေစက်စီးမှာ6စီးကဘယ်တော့မှပြန်မလာတော့ဘူးမင်းတိမ်မှာကြောက်ရင်အခုပဲရေထဲခုန်ချပြီးပြန်ကူးတော့အဖိုးကြီးကျွန်တော်တို့ဒါကိုအောင်မြင်လုပ်နိုင်ရင်မင်းရဲ့တသက်စာအရက်ဖိုးကိုကျွန်တော်အကုန်ကြခံမယ်အကိုဖုန်းကျွန်တော်အသက်ကတန်မိုးမရှိတော့ပါဘူးအဲ့ဒီထဲမှာပတ်စံသားရှိရင်ကျွန်တော်ငရဲပြီးအထီတောင်တန်တန်မတ်မတ်သွားမှာပါကောင်းတယ်အဲ့ဒါကျွန်တော်အလိုချင်ဆုံးစိတ်သက်ပဲလာနေပြီကျွန်တော်လူအကိုဖုန်းအဲ့ဒါဆန်ဟိုက်ရဲ့သမုတ်တရားလေးပဲသူတို့ကိုဂယုမဆိုင်နဲ့ကျွန်တော်တို့ဆက်သွားမယ်ကဲဒါနီးပညာရှင်ချင်းမဟုတ်ဘူးလားမင်းအမိုက်တစကိုကောက်လာတာပဲပြီးတော့မင်းငါဖမ်းထွက်နိုင်မယ်ထင်နေတာလားအရှိမကရေနက်ပိုင်းကွာအဲ့ဒီပေါက်နေတဲ့အပေါက်ကနေရေတွေဆောက်ဝင်လာရင်မင်းကိုဘယ်သူမှလာကဲမှာမဟုတ်ဘူးမင်းရဲ့နန်းစော်နေတဲ့မြောင်းထဲကိုအမြန်ပြန်သွားပြီးငါးသေးလေးတွေပဲဖမ်းလိုက်လာသူတို့ရဲ့ပါစေလာဒီမုံတိုင်းတကယ်ထလာတဲ့အခါကျရင်ပင်လယ်ကိုတကယ်စိုးမိုးတဲ့သူကဘယ်သူလဲဆိုတာသူတို့သိသွားကြလိမ့်မယ်အကိုဖုန်းဆိုနာပြချက်အရာအောက်မှာရှုပ်ထွေးတဲ့ရေအောက်ချောက်ရှိနေတယ်ရေစီးကြောင်းကအယမ်းမြန်လုံးနဲ့အရှိန်လျှော့ရေစီးကြောင်းကိုစံတက်ပြီးလှေကိုငြိမ်အောင်ထိန်းထားရက်တော့ချင်းမင်းလောင်အိမ်ချဖို့အစင်သင့်လုပ်ထားရှိသမျှအားအင်အားလုံးကိုတုံးလိုက်အကိုဖုန်းပြီးပါပြီအခုတော့အားလုံးကဒီပုံမှာပဲမူတည်တော့တယ်ဦးလေးမင်းခြေတော့ကိုနောက်ဆုတ်လိုက်အကိုဖုန်းခြေနင်းဘရိတ်ကညက်နေပြီကျွန်တော်ဆွဲလို့မရဘူးကြိုးကပြတ်တော့မယ်အောက်ထဲမှာကျွန်တော်တို့တခုခုတတဝါကြီးကိုချိတ်မိထားတယ်လို့ပဲကြိုးကပြတ်တော့မယ်မြမဟုတ်ဘူးဒါအောက်ခြေမှာညှိနေတာမဟုတ်ဘူးတကယ်၍ရင်းသည်ကြောက်ဆောင်တစ်ခုတွင်ညှိနေပါကစတီးကျိုးသည်ပြင်းထန်စွာတုံ့ပြန်မှုရှိလိမ့်မည်အခုခံစားရတဲ့ပုံစံကကျွန်တော်တို့ကြီးမားတဲ့အရာတစ်ခုကိုချိတ်မိထားတာနဲ့ပိုတူတယ်အဖိုးကြီးလိုင်းထားတာနဲ့ကြားတာကိုစောင့်ကြည့်လှေဦးပိုင်းနေဆင်းသွားတဲ့အချိန်မှာအဲ့ဒီပဲကိုငြိမ်အောင်ထိန်းထားပြီးဆွဲတင်လိုက်အိုဖျား